င်္ဂါပါဒီနေ့ဗီဒီယိုမှာဒီနေ့ကျွန်တော် Minecraft တောင်းတွေကိုပြောပြမယ်ဒီ Minecraft Play ကိုဒီ Minecraft Play ဆိုတာက Minecraft အစ်စ်ထွက်လာတဲ့ဒီကောင်တွေကိုပြောတာပေါ့တိုက်ပွဲမှာတောင်းရတောင်းလို့ရတယ်ကိုကျွန်တော် Play Store မှာဆိုရင်ပတ်သက်ပေးဝယ်ရပေါ့တချို့ my phone တွေမှာဆိုရင်မတွေ့ဘူးဒီနေ့ကျွန်တော်တွေ့အောင်ပြောပြပေးပါမယ်ဗီဒီယိုကို VVR ခိုင်မျိုးကြည့်ကြကြပါ like ကြပါကြိုက်တဲ့ဒီ like ကိုလက်ပြီးတော့ကျွန်တော်နာမည်ရော AR လို့ပြပါကဲဗီဒီယိုစရအောင်အရင်ဆုံးကျွန်တော်ဒီ Minecraft Play ကိုလူချင်းနဲ့လူများအတွက်ဒီနေ့ကျွန်တော်ဒီ Google ကိုပြောပါGoogle ရှိတဲ့လူကဒီ Google ကိုတောင်းရပါကဲ Google အောင်ထိဝင်လိုက်ပါဟုတ်ပြီကျွန်တော် Google နဲ့ဝင်ပြီကျွန်တော် 1 boy 1 to 1ပေါ့ဟုတ်ပြီစပြီဆောက်လို့ဆောင်ပါဦးကျွန်တော်ကြားတော့ကြားပါသူကကြားရင်ထားလိုက်ပါကျွန်တော်ဒီလို M N E R E R ကျွန်တော်မြေC ဒီမှာ Minecraft ပေါ့ကျွန်တော် Minecraft တွေ့ပြီဆိုအဲ့ Mine ဆိုတာ Minecraft ပေါ့ကျွန်တော် Minecraft တွေကျွန်တော်ရေးလိုက်ပါ P A T C H patch Minecraft မှာ patch download ကိုကျွန်တော်ရေးပါ哟，我有玩过，找那个啊，长龙的哦，嘛长龙不来没，就是其他别样啥游戏也没有玩的，好比波拉比手机、奥手机嘛，BUM 包手机我来，好比这种这种玩了，等哪一家不？好比，奥手机没，嘛都家来这一个嘛找人，我记着这下。冇地方嚟downloadရဘူးဒါပေမဲ့ကျွန်တော်က download မရပါဘူးကျွန်တော်ဝင်ဆိုရင်ကျွန်တော်စောက်ပြရမှာပါဒီ download ရ Wi-Fi ကိုကျွန်တော် download ရပါပြီကျွန်တော်ဝင်နေတယ်ခဏဆောက်လိုက်ဟုတ်ပြီဥပမာကျွန်တော် Wi-Fi ကျွန်တော် Wi-Fi ကျွန်တော်ဖုန်းကြောင်နေတဲ့ချော့ပြီကျွန်တော်ဖုန်းကြောင်နေအေးစပြီဟုတ်ပြီဒီတော့ဝင်တော့ download ဒီညော download ရလို့ဝင်ဖို့စောင့်နေတယ်ရပြီ okay တို့ကျွန်မကြီး Wi-Fi ဥပမာ Wi-Fi ရ Wi-Fi မှာဒါမှ Wi-Fi မှာတူဆိုတာပါမနေ့ကြောင့်ဒီမှာ Wi-Fi တော့တောင်းရောင်းနိုင်ရင်ကျွန်တော်နိုင်ရဘရိုကတိမှာမပေါ့တိရတော့ကျွန်တော်တိရောအထောက်ကြာမှာပါတရား Wi-Fi နဲ့တော့မှဘင်းလေးလို့ဆိုရင်ဒီမှာ download ဆိုရင်ဒီလိုစေးအောင်ခလုံးနိုင်အဲ့မှာကြာခဏလေးနော် download လုပ်နေပြီလားကျွန်ဝင်မယ်နော်ကျွန်တော်မရလို့ဘရိုပြီးတင်အောင်တိရောပြောပြပါမယ်ကဲပြန်ဝင်မယ်ဒီလို download ဒီမှာ download လုပ်နေပုံစံပေါ်လာလိုက်မယ် download နေပေါ်လာကျွန်တော်အဲ့လိုပေါ့ဒီလိုပုံစံပေါ်လာမှာဒီလိုပုံစံပေါ်လာလေကျွန်တော်မှ download လုပ်နေပုံမတွေ့ရမယ်အဲ့လို download ပုံလုပ်နေဆိုတင် download လုပ်နေနေကြည့်ရှင်ဆိုရင်ပြပါမယ်ဘာတွေလဲကွာဟာဖုန်းကြောင်ဒါလိုက်မကြီး download လုပ်မယ်ဆိုရင်မကြီးဒီထက်ဝင်မှာ download ဆိုတွေ့တယ်အဲ download နေဝင်လိုက်ဘယ်မှာဆိုဥပမာကျွန်မ Minecraft ဆိုပေါ်လာဒါဆိုကျွန်တော်ပုတ်ထိတာဟာဒီမှာတွေ့တော့အောက်ဆုံးကဟာတွေ့မှာပါဒါ Minecraft ဆိုရောရေးထားတာအဲ့ဒါကိုသင် down to ကျွန်တော်လေးတွေ့တာမှာတော့ down လာဒီဆောင်ဝါအကုန်လုံးပြသွားဆိုတော့ down ပြီးပါစာပြားနဲ့ကိုတာပါသူ့ဟာကဲဗီဒီယိုလေးကိုကြည့်ပြကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗီဒီယိုကို subscribe ပေးကြပါကျွန်တော်နာမည်တော့အားလုံးပဲ bye bye ကဲကျွန်တော်ဗီဒီယိုရိုက်ပြီနော်